ဟုတ်ဒါတော့ကျွန်တော်81ကဟို model အသစ်ထုတ်လုပ်တဲ့ solar hybrid inverter ပေါ့နော်ကျွန်တော်ပုံမှန်ထုတ်လုပ်တဲ့ low frequency ပုံစံမျိုးမှာကျွန်တော် solar တိုက်နေပေါ့ကျွန်တော်တိုက်ကောင်မှာသူက solar ဘို့ကျွန်တော်တို့ panel solar panel ဟိုမှာကျွန်တော်800 watt ထိ solar panel အဝင်ခံမယ်ပြီးတော့ကျွန်တော်တို့low voltage 15 volt ကနေပြီးတော့solar ဘို့50 ထိအလုပ်လုပ်မှာပေါ့နော်ဒါကျွန်တော် low frequency ကျွန်တော်မှ1200 watt ကိုမှကျွန်တော်ပြည့်လို့1500 watt 1500 watt အထက်1600လောက်ထိရတယ်ပေါ့နော်ကျွန်တော်ရေမော်တာတကောင်မှရေမော်တာတကောင်တာစတင်အသုံးပြုနိုင်တယ်ပေါ့နော်ကျွန်တော်ရေမော်တာတကောင်တက်ကိုမှလုံးဝ noise ကင်းရှင်းနဲ့အသုံးပြုလို့ရမှာပေါ့နော်ကျွန်တော်တို့ battery board တွေကတော့အနည်းဆုံးကျွန်တော်တို့ 10.8 ကနေစပြီးတော့တွဲ73 volt ထိစတင်ပြီးတော့အလုပ်လုပ်မှာပေါ့နော်high ကတော့73 volt ကနေစပြီးလုပ်မှာပေါ့ကျွန်တော်ဒီကောင်က pure sine wave ကိုမှကျွန်တော် low frequency ပုံစံမျိုးဖြစ်တဲ့အတွက်ကျွန်တော် motor တိုက်တွေကျွန်တော်ဒီ servo တိုက်တွေဟိုကောင်းအသုံးပြုနိုင်တယ်ပေါ့နော်ကျွန်တော်ပြီးလို့များတဲ့ကျွန်တော်ဒီ motor မှာဆိုရင်ကျွန်တော်ပြဿနာရှင်းနဲ့စပြီးတော့အသုံးပြုနိုင်တယ်ပေါ့နော်ဒါကျွန်တော်အတွင်းပိုင်းပုံစံပေါ့နော်ဒါတော့ကျွန်တော်ဒီ coin main တော့ပေါ့ဒါမျိုးတော့ကျွန်တော်အတွင်းထဲမှာဆိုရင် solar panel controller ပါမယ်ပြီးတော့ဒီ data cap ပါမယ်နော်ကျွန်တော်ဒီကောင်မှဒီ setting မှာကျွန်တော် low result high result ဆိုပြီးတော့နှစ်ခုရှိရပါတော့ကျွန်တော်တကယ်လို့ battery အားနည်းသွားပြီ battery ကကျသွားပြီဆိုရင်10 point အောက်ကိုကျွန်တော်ကျသွားပြီဆိုရင်တကယ်လို့ဒီမှာရှိရဟို10 volt ကျသွားပြီဆိုရင်သူက lower cut off ဖြစ်တဲ့အတွက် battery ကိုဖျက်ချပြီးတော့battery ဖျက်ချပြီးစနစ်ပါတယ်ပြီးတော့ကျွန်တော်တို့ high current တော့ပေါ့နော်ကျွန်တော်ဘိုးအလွန်ကျွန်တော်သုံးမိရလို့ဥမာဒါတော့ကျွန်တော်ပုံမှန် normal တိုက်တွဲဖို့ပေါ့နော်တွဲဖို့မဟုတ်ဘဲနဲ့ကျွန်တော်ဒီတွဲဖို့အထက်ကျုံသွားလို့ကျွန်တော်15ဖို့အထက်တို့ရောက်သွားပြီလို့ဘိုးတွေကျုံသွားတော့ဘာလို့ဆိုရင် auto ဖျက်ချပြီးစနစ်ပါမှာနော်ဒါဆိုရင်ကျွန်တော်ဆက်ရက်ကြောက်သွားတယ်ဒါဆိုကျွန်တော်ပုံမှန် normal တိုက်တွဲဖို့တကယ်လို့ high current ကိုရောက်သွားလို့ကျွန်တော် battery level ကကျွန်တော်15အထက်လို့ဘာလို့ဖြစ်သွားပြီဆိုရင်ကျွန်တော် high protection high mode ပါပေါ့နော်ဒီကောက်ဖြတ်ချပေးရစနစ်ပေါ့ battery ရဲ့ lower temperature ဖြတ်ချပေးရစနစ်15volt ကျော်သွားပြီဆိုရင်လည်း auto cut off ပါမယ်အဲ့ဒီချက်ရှိရကျွန်တော်တို့ဒီ battery ကြောင့်ဖြစ်တဲ့ပြဿနာတွေbattery မှားချိတဲ့ပြဿနာတွေအတွက်တော့အတော်လေးအသုံးဝင်တယ်ပေါ့နော်